ခါစမ်းမနေ့ကအိမ်စာတွေပြေးလာခဲ့ရဲ့လား ပြေးလာခဲပါတယ်ဆရာ ဟာချစ်လောင်းအိမ်စီဦးရေးတာလို့ပြောထားတာကိုဘာလို့မရှိဘူးလဲနောက်ထပ်ဘသူတွေမရေးတော့ဘူးလဲထွက်လာစမ်းအစာဘာလို့မရေးလာလဲ မအားလို့ပါရှင် ကျောင်းမှာစောက်ကြရတော့ပြီဘယ်လိုလဲမလဲမြာဆရာရိတ်ခံထီတော့မယ်မြာဘူးတကယ်ကြီးနေငါတော့ကျောင်းလိုက်ပါလားငါကျောင်းမှာစောက်ကြရတော့ပြီ ညရှိနေကြည့်ပြီးငါကြောက်တယ် ဟဲ့မြာဦးလေလိုက်ဖရမှာလေငါမစောက်ကြဘာမှမကြောက်စရာမရှိဘူး တရားကြောက်တယ် မကြောက်နဲ့ငါရှိတယ်တရေဆိုတကယ်မရှိဘူး ရှိတယ် မရှိဘူးလားသွားမယ် ငါမတော်ဘူးငါကြောက်တယ် မကြောက်နဲ့ငါရှိတယ်လာသွားမယ် ဟုတ်ကဲ့အဲ့တော့ဟာလို့ ဟေးမောင်လိုက်တာကျစရကြီး ဟဲ့ဘာမှမရှိဘူး အမဘာကြီးလဲ အဲ့လူလေးတွေတော့မေးကြည့်နေလား ငါကြီးဒီခါစားရှင်မရှိဘူးငါကြီးထွက်လာငါကြီးငါကြီးနမမရဘူးထားတယ်